Okay ကျွန်တော်ဗီဒီယိုတွေမလုပ်တာလည်းနည်းနည်းကြာပါပြီဆိုတော့ဒီနေ့ဗီဒီယိုမှာတော့knowledge sharing သဘောပဲပေါ့နော်ဆိုတော့ဘာလဲဆိုတာကိုမပြောခင်ဒီ status လေးတစ်ခုအရင်ကျွန်တော်တို့ဖတ်လိုက်အောင်မှာပေါ့နော်ဒီသဘောသားညီကိုတယောက်ထင်တာပေါ့နော်သူရေးထားတဲ့ status မှာဒီခေတ်ကာလကြီးကပြောင်းသွားပြီးသဘောတိုင်းမှာသမုတ်တရားအလယ်မှာတောင်ဆက်သွယ်လို့ရတဲ့ Wi-Fi ရှိတယ်တကယ်လို့ကိုနဲ့ flip နေတဲ့ရေဘဲက line ပြတ်တော့မယ်တို့ဒီတစ်ခါရက်20လောက်ခဏပြောက်မယ်လို့ပြောသွားရင်တေချာပေါက် code ခံလိုက်ရပြီလို့သတ်မှတ်နိုင်တယ်လို့ Wi-Fi ဝယ်ပြီးဆက်သွယ်လောက်เสียတင်မထိုက်တန်တာလည်းဖြစ်နိုင်ပါတယ်ရေဘဲများတော့တဲ့ဝါချမ်းသာကိုစိတ်မြဲပါစေပေါ့နော်တန်သူရေးထားပါပေါ့နော်ဆိုတေချာတာဒီအခုရေးထားတဲ့ညီကိုပေါ့နော်ညီကိုကတမောသားထဲရပဲနေပါလိမ့်မယ်ဆိုတော့ okay ဒီကိစ္စကိုကျွန်တော်တည်ထားရလဲဖြစ်တဲ့အတွက်မပြောပြအောင်ဆိုရင်နည်းနည်းဒီတမောသားအသက်ကြီးပိုင်းဖြစ်တဲ့တမောသားမိန်းမတွေရောဒါမှမဟုတ်တမောသားတွေရဲ့တမိသားချစ်သူတွေရောပေါ့နော်နည်းနည်းကောင်မလေးတွေရောပေါ့နော်နည်းနည်းအထင်လွဲစရာဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါလေးနဲ့ကျွန်တော်ရှင်းပြချင်ပါတယ် okay ဆိုတော့စရတော့ပေါ့နော်ဒီ satellite wifi အကြောင်းပြောမယ်ပေါ့နော်ဆိုတော့ဒီ brother ပြောထားတဲ့အကြောင်းအရာကတော့ကျွန်တော်တို့တမောသားတွေရဲ့တမောတိုင်းတွေမှာဒီ satellite wifi တွေရှိတယ် even ကမ်းမှာမဟုတ်ဘဲနဲ့ဒီပင်လယ်ထဲမှာဆိုလဲဒီ wifi အဆက်တွေအများကြီးရနေပေါ့ဗျာလိုင်းကလည်းရန်ကောင်းတယ်ဖလန်ကြာနေတယ်ဆိုတော့ line လည်းလုံးဝမပြတ်ဘူးဆိုတဲ့အတိတ်ပဲဟိုပြောထားတာပေါ့နော် okay ပြီးကျွန်တော်ဘယ်ကစပြရမလဲဆိုရင်ဒီကျွန်တော်တို့အခုနောက်ပိုင်းပေါ့နော်ဒီ Elon Musk ရဲ့ Starlink တို့ဘာလို့မပေါ်ခင်တည်းကဟိုကကျွန်တော်တို့တင်မောတွေမှာဒီဘယ်လိုခေါ်မလဲ satellite wifi တွေကရှိတဲ့တင်မောတွေကရှိပြီးသားရှိတယ်ပေါ့နော်သို့တော့ဒီမှာကအကြောင်းအရာတွေအများကြီးခွဲသွားတယ်ဆိုတော့ကျွန်တော်ခုလိုက်နေတဲ့ line နဲ့ပဲစပြောမှာပေါ့နော်ဒီလိုမျိုး satellite wifi တွေကလည်းအများအဖြစ်ကဒီလို line ကြီးတွေမှာပဲ support ပေးထားရှိသေးတယ်ဆိုတော့ကျွန်တော်ကဒီ Korea line တို့ Japan line တို့ Europe line တို့စသဖြင့်ပေါ့နော်အဲ့လို line တွေမှာပဲ offer ပေးထားတယ်ဒါတော့မှသူ့ရဲ့ company ရဲ့ policy တွေအတိုင်းပဲပေးထားသေးတာလုံးဝဟိုကျွန်တော်တို့ဒီအိမ်မှာသုံးနေတဲ့ wifi line တွေလို့ဖလန်ထားနေရတာလို့လုံးဝမဟုတ်ဘူးနောက် line မှာဆိုရင်တလားလုံးနေမှာ300 megabyte ပဲပေးတယ် MB ပေါ့နော် megabyte ခင်မဟုတ်နော်ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်တို့ကဒီဟာထားပါတော့တေချာလေးသုံးပြီးတော့စာလေးရိုက်တာလောက်ပဲတလားလုံးသုံးရတယ်အခုမှကျွန်တော်အခုကြာပါဖြစ်သွားပြီလဲဆိုတော့ကျွန်တော် line မှာဆိုရင်တရက်ကို4နာရီပေးတယ် unlimited ဒါပေမဲ့ speed က unlimited ဆိုပြီးတော့ plan လိုက်ထားနေတာမဟုတ်ဘူး maybe ကျွန်တော်တို့စမ်းကြည့်တဲ့အချိန်မှာspeed test ဆန်းတဲ့အချိန်မှာ1 meg တောင်မပြီးဘူးเนาะ 0.5 ဒါမှမဟုတ် 0.2 kbs အဲ့လောက်ပဲရှိတယ်ဆိုတော့ကျွန်တော် line ကြီးက plan ထားနေတာမဟုတ်ဘူးဆိုတော့ဒီလိုမျိုးတွေအကြောင်းအရာတွေရှိတယ်ဒါသူ့ရဲ့ company ရဲ့ policy တွေအတိုင်းပေးထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ line တွေမှာတော့ပတ်စံပေးပြီးသုံးစရာမလိုဘူးအဲ့လိုမျိုးသူဘယ်လိုခေါ်မလဲသူ company policy တွေအတိုင်းပေးတယ်ပေါ့ဗျာဆိုတော့ဒါတွေက line ကြီးပတ်တယ်ဆိုတော့တရုတ် line တွေဖြစ်တဲ့ line သေးတွေပေါ့နော်အဲ့လိုမျိုးတရုတ်တို့ထိုင်ဝမ်တို့ line တွေမှာအခုချိန်ထိဒီလိုမျိုး satellite wifi တွေမပေး offer မပေးထားတဲ့ company တွေအများကြီးရှိသေးတယ်ဆိုတော့အဲ့လိုမျိုးတမောတွေရောက်တဲ့ညီကိုတမောသားတွေဆိုရင်ပင်လယ်ထဲရောက်သွားရင်လုံးဝဆက်သွယ်လို့ရမှာမဟုတ်ဘာမှမရှိဘူးလေဆိုတော့ကျွန်တော်လည်းအဲ့လိုမျိုးစီးခဲ့ဘူးလေအဲ့လိုမျိုးဆိုရင်ကျွန်တော်ဆိုရင်ဒီတမောရဲ့ radio ဘာလို့အဲ့လိုမျိုးလေးပဲဒီမြန်မာနိုင်ငံသတင်းတွေပါနားထောင်တာတော့ဒါပဲရှိတယ်ဘာမှဆက်သွယ်တော့ internet မရဘူးပေါ့နော်အဲ့ဒါကြီး line တွေကခုချိန်တည်းရှိအောင်မယ်ပြီးတော့ဒီဘာသာပြောထားတယ်ပေါ့နော်ဒီဝယ်သုံးရတယ်ဆိုတဲ့ကိစ္စကလည်းဒီတရုတ် line တွေ company အဲ့ဒီလို line တရုတ် line တို့ဒီ Taiwan line တို့မှာရှိတာပေါ့နော်ဆိုတော့ဘာလဲဆိုတော့ဒီတချို့ line တွေမှာကတော့အလကားမပေးဘူးထားပါတော့ကျွန်တော်ရဲ့အကိုပေါ်လာတယောက်ဆိုရင်သူပြောပြပါဗောနော်တလားကို900 megabyte ကိုသူကဘယ်လိုခေါ်မလဲဒေါ်လာ20လောက်ပေးရတာဗောနော်20ဒါအဲ့လောက်ပေးရတယ်ဆိုတော့အလကားမရနိုင်ဘူးအဲ့လိုမျိုးတွေရှိရဗောနော်ဒါတက်ပေးထားလို့အကယ်၍သူတို့တင်မောမှာ satellite wifi satellite ဆက်ကြီးမတက်ဘူးမရှိဘူးဆိုရင်လုံးဝကိုပတ်စံပေးချင်တာမှတုံးလို့မရဘူးဗောနော်ကဲတော့ပြောချင်တာကတော့ဒီမှာဗာလဲဆိုတော့ကျွန်တော်တို့ဒီ satellite wifi ဆိုတာလည်းကျွန်တော်တို့ဒီကမ်းမှာကျွန်တော်တို့အိမ်မှာသုံးတဲ့ wifi တွေလိုပဲတစ်ခါလေကြာရင်ပြတ်တာမျိုးဖြစ်နိုင်တယ်ပြီးရင်အများအဖြစ်ပေါ့နော်ဒီ satellite တစ်ခုနဲ့တစ်ခုဝေးနေတဲ့ကြားထဲရောက်သွားတယ်ပြောချင်တာဗျတက်မောကဒီလိုမျိုးရှေ့နဲ့နောက် satellite ဆက်ရှိတယ်အဲ့လိုမျိုးအလဲလောက်ဒီကြားတွေရောက်သွားတာမျိုးဆိုရင်connection ကဘယ်ကိုတွားချိတ်လို့ချိတ်ရမှမသိတဲ့အနေအထားတွေမျိုးဆိုရင် wifi ပြတ်သွားတာလို့အနေအထားဖြစ်နိုင်တယ်သူတစ်ဖြစ်ဒီ Atlantic Ocean တွေမှာရောက်တယ်ဆိုရင်အပြက်များတယ်ဒါကျွန်တော်အခုသွားနေရပေါ့ဗောနော်ကိုသေးဗောနော်နောက်တစ်ခုကဒီတမောခေါင်းနိုင် fan တွေကကျွန်တော်တို့ဒီ satellite ဆက်ကြီးကိုမီးကိုတွေရပါတော့ထားပါအောင်လေကအနောက်ကနေပင့်တိုက်နေလို့ပါလို့ဆိုရင်
fan တွေကမိကိုတွေကဒီ satellite set ကိုအုပ်နေရတော့ဘာလို့ဒါမှမဟုတ်လဲဒီ cloudy ရမ်းဖြစ်နေရသည်သူတွေကတင်မှာတိမ်နေရမ်းထူနေရတော့ဘာလို့ဆိုရင်လဲဒီ connection ကကျနိုင်တယ်ပေါ့နော်ဒါနောက်တစ်ခုကကြောင့်ကျွန်တော်ဒီကမ်းမှာဖြစ်နေတဲ့အခါလိုမျိုးပဲပေါ့နော်ခါကျရင်ဘာမှမသိဘူးဗျာ wifi ကကြာသွားတာပေါ့အဲ့လိုမျိုးဆိုရင် call center ကိုလုပ်ပြီး report တင်နေမှာလားအဲ့လိုမျိုးရတယ်ကျွန်တော်တမောပေါ်က satellite wifi နေရတယ်အဲ့လိုပဲပြောချင်တာရုပ်တရက်တွေကြာသွားတယ်ဆိုရင်ဘယ်လိုလေးလုပ်လဲဆိုတော့ကျွန်တော်တို့ရဲ့တမောရဲ့ second mate ကြီးတွေကဒီသတင်းပို့ရတာပေါ့နော်ဒီမှာဆိုတော့ call center ကိုတီဖုန်းဆက်တယ်ပေါ့ဟိုမှာကျတော့အဲ့လိုတော့ဖုန်းဆက်လို့မရဘူးလေဒီ email ပို့ရတာပေါ့ email ပို့ပါဖို့အဲ့လိုမျိုး report တင်ရတယ် maybe အမြန်ဆုံးဆိုရင်တော့1ရက်2ရက်အဲ့လောက်တော့ကြာတယ်ဒါမျိုးဆိုရင်အဲ့လို wifi ကြာတဲ့ဟာမျိုးတွေဖြစ်နိုင်တယ်ဒါကဒီလိုဒီကမ်းမှာဖြစ်တဲ့ဟာမျိုးလည်းတူတူပဲဆိုကျွန်တော်ဒီခု brother ပြောသလိုကြီးကျွန်တော်တို့တွေကတမောသားတွေအားလုံးကတမောတိုင်းနေမှာဒီ slide wifi တွေရှိတယ်လုံးဝကောင်းတယ်ပေါ့ဗျာဒါလိုဆက်တယ်မလုပ်ဘူးဆိုရင်ကိုယ်တကယ်မချစ်လို့ပါမို့အဲ့လိုမျိုးပြောချင်တဲ့တိတ်ပေါ့အဲ့တော့ကျွန်တော်ဆိုလိုချင်တဲ့တိတ်ပဲအားလုံးနားလည်ပဲထင်ပါတယ်ဆိုတော့ဒီဗီဒီယိုအချင်းချုပ်ရရင်เนาะကျွန်တော်တို့ရဲ့တမောသားတိုင်းကသူတိုင်းနေတဲ့ company တွေကမတူဘူးဆိုတော့ဒီ satellite wifi ဆိုလဲရတဲ့အခွင့်အရေးဆိုတာကလည်းတယောက်တယောက်မတူဘူးပေါ့เนาะဆိုတော့အလကားရရလူလည်းရှိနိုင်တယ်အလကားမရရလူလည်းရှိတယ်လုံးဝမတက်ထားပေးထားတဲ့တမောတွေလည်းအများကြီးရှိသေးတယ်နောက်တစ်ခုကဒီ wifi နေရာလည်းကျွန်တော်ဒီ company တွေsorry ကျွန်တော်ဒီကန်းနေရာအတိုင်းပဲပြတ်တဲ့ခါမျိုးတွေရှိတယ် line ကျတဲ့ခါမျိုးတွေရှိတယ်အဲ့လိုမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်လုံးဝ24/7ရနေရမဟုတ်ပါဘူးဒါကိုကျွန်တော်သိစေချင်တာပေါ့နော်ဒီထူးတဲ့ဖြစ်ကဒီတမောသားမိန်းမတွေဒါမှမဟုတ်လေဒီတမောသူတို့ရဲ့ချစ်သူကောင်းမလေးတွေပေါ့နော်အဲ့လိုမျိုးတို့သိစေချင်တယ်လုံးဝထင်အသွေးမာကြီးငါချစ်သူငါ့ကိုမချစ်ဘူးပါဆက်တယ်မလို့လိမ့်နေရဆိုတာကြီးမဖြစ်စေချင်လို့ပါဆိုတော့ okay ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါမယ်ကျွန်တော်အခုရှင်းပြရတဲ့အထဲမှာနည်းနည်းနားမလည်တာမျိုးတွေရှိမယ်ဒါမှမဟုတ်သိချင်တာလေးတွေရှိအောင်မယ်ဆိုရင်ကျွန်တော်ရဲ့ comment box ဒါမှမဟုတ် chat box ကို direct လာမေးလို့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်